Now rocking with the legendary stun. And it ain't over until we say it's done. You know what it is. ကျွန်တော်ကတော့ဒီလိုမျိုးဖြစ်ပါဗျာဒီနေ့မှာ bro တို့ KO event ဖောက်ပြမှာဖြစ်ပါတယ်ဗောနော်ကျွန်တော်ကတော့ပထမတော့ပါဗျာ And it ain't over လှည့် until ထားတဲ့ it's ဗီဒီယိုလေးကျွန်တော်တင်ပေးတာဗောနော်အဲ့တော့ကျွန်တော်ကအတန်မပြောမိလိုက်ဘူးဗျာအမှန်ဒီ pay 2မှာတော့ကျွန်တော်ပြောပြလိုက်တယ်ကျွန်တော်အခု diamond 100ပဲထည့်ထားတယ်ဗောဗျာဘာလို့ဆိုကျွန်တော်၄ချိန်ရလည်းလှည့်ထားသေးတယ်ပြီးတော့ဟိုတစ်ခေါက်ကလည်းကျွန်တော်လှည့်ထားတာရှိသေးတယ်ဗျာအဲ့တော့ diamond 1500ကျော်ပုံသွားတယ်ဗျာအခုပါရတော့မယ်ထင်တယ်ဗျာโอเคဒါကတော့ဗဒန်းရဲ့ diamond skin ပေါ့နော်အဲ့တော့ကျွန်တော်ထပ်ပြီးတော့လှည့်မှယူပါတယ်ဖီတော့ပြန်ဘယ်နဲ့ရမလို့ကျွန်တော်ပြော9ချိန်ဆိုတော့ဟိုမှာလေးတွေ it ain't over. ဒါပေမဲ့ကျွန်တော်ဘီကိုလှည့်ရတာဟိုရက်ကလှည့်ထားတဲ့အတိုင်းပဲဗျာကျွန်တော်ချောင်းလူနေတာပေါ့ချောင်းလူချင်းတော့မိုက်တယ်ဗျာကျွန်တော်လှည့်ရတာဗျာဒါတော့လေးတွေရတယ်စကင်လေးဆိုရင်ပါရာဘူစာနော်မယ်ပေါ့ရတယ်ဒါလည်းမဖြစ်ဘူးနော်မယ်လေးတွေကတော့လက်ကြီးပေါ့နော်ဒီစိတ်တကားအဲ့ဒီခလေးဗျာဒါကတော့ special ပေါ့200 coin 200ကြည့်ရကြည့်ရပေါ့နော်အဲ့ဒါ10ရင်ကြည့်ရ10ကြည့်တော့ဘယ်ကိုတန်းသွားမလဲပေါ့နော်ဘင်ကိုကဘင်ကိုကကျေးဇူးတင်တယ်အဲ့တော့ကျွန်တော် diamond ထက်တဲ့ပေါ်လိုနေပြီဗျာအမှ9တော့ကြံသေးရဆိုတော့ကျွန်တော်9ချိန်ထက်လဲပြီဗျာဒါလေးပါစကင်လေးတော့ပြီးရကြ normal လေးပြီးရကြတော့မပြောတော့ဘူးဘယ်နဲ့ပြီးရတာလဲ normal စကင်ပဲအဲ့တော့နောက်တစ်ချိန်ထိုက်တယ်နောက်တစ်ချိန်မှာလည်းရတယ်ဒါဟာလာခေါ်ပြီးအဲ့တော့နောက်တစ်ချိန်ထက်လို့ emoji ရှိပြီးတိုင်းပေါက်တယ်ကျေးဇူးပါဒါလည်းရှိပြီးတိုင်းကြာEvery dune we climb over is a victory worth celebrating. 20နှလုံးထပ်တယ်လားဗျာမှာdiamond 250ဖြစ်ရမှာဆိုကျွန်တော် diamond 100ဖြည့်ထားတာဗျာအဲ့တော့ကျွန်တော်ဖီတော့ကင်သွားအောင်လို့ပေါ့နော်ဖီတော့ကင်ကတော့9ကပ်ဗျာကျွန်တော်9ချိန်ဆုံးတာလှည့်ရတာ6ချိန် And it ain't over until we ဆို say ကျွန် it's တော် done. ဘူးထက်လှည့်မယ်ဘာရပါမလဲတော့ပြီဗျာကျွန်တော်ဆောင်းလို့နေတာဒီလိုဖြစ်နေပြီဗျာအဲ့တော့ဘူးကဘာဖြစ်လဲဒါပါလေကျွန်တော်မြင်ပြတန်တော့တန်မယ်အဲ့တော့ထပ်ပြီးတော့3ချိန်ဆက်တယ်ချိန်ကြားလို့မရတယ်ချိုးချင်းပြီးလေရ9ချိန်ဆိုဒီနှစ်မှရရှိပြီးအဲ့တော့ကျွန်တော်ချောင်းလိုချင်တာဗျာချောင်းလေးတစ်ချက်ရှိုးလိုက်ဒါလေးပုံဆက်လာတာကြီးပြောတယ်ဒီဖတ်တွေပါနေသူစင်ရင်ပဲဒီနေရာဆိုဒီရွာပဲတန်တော့ဘင်ကိုဘလို့တန်းဝမ်းနေတော့ဒီတာပါကြီးတော့မဟုတ်ဘူးလိုက်ဘူးတန်ရင်ရဲ့လိုက်ဘူးပေါ့ဗျာအဲ့တော့ဘင်ကိုအလဲမှာတန်းရင်တော့ကောင်းနေကြကျွန်တော် YouTube မှာတွေ့ရတယ်အဲ့လိုအလဲမှာတန်းဝမ်းခြောင်ရတာများတယ်ဗျာအဲ့တော့ငါတို့လာကုန်ပြီအဲ့တော့ဘာရမလဲဆိုတာကျွန်တော်ရင်ခုန်နေပြီဗျာနှိပ်ကမလားမနှိပ်ကဟုတ်လားဆိုတာတော့နည်းနည်းပေါ့နော်မကျွန်တော်ဟိုချောင်းရအောင်အဲ့ဒီစိတ်ချောင်းရအောင်あのまま死ね